လူကြီးကျမသားရုပ်ကိုလည်းကြည့်ပါဦးလူရုပ်ကောမပေါက်တော့ဘူးตาတော်ကနေနှာဘုံဖြစ်နေပြီတော့ အမေသားလေးမေ ကျမသားလှုပ်ရက်အတွက်ကျမအနုညွတ်တောင်းမှတ်ပါတယ်ကျမတုံတင်ဆုံးမမှုတွေလိုနေပါသေးတယ်ရှင် တေရွာတဲ့သားတွေပဲလေနည်းနည်းလေးကြော့နည်းနည်းလေးကြော့နော် ကိုစိန်တို့ ရ ရှင့်ဝဲမပါနဲ့ဇက်ပိုက်ထားလိုက်ရှင့်ရေးစားဟောင်းလို့လေရှင့်သွေးလေးများနည်းနည်းနှောတနာလုံးဟမ် မဟုတ်ပါဘူးမယွန်းရဲ့ မတိုးနဲ့အပေါင်းပါကြောင်ပါနဲ့ပေစီမင်းတို့သုံးအောင်စလုံးရွာလဲမှာရှိနေတဲ့အမိုက်တဲ့အကောင်ကပြီးတော့နောက်ထပ်အမိုက်တစ်ခုထပ်ပေးမယ်မင်းပါလျာငံဆက်နေရာတကအမြဲပါနေတဲ့ဟော်ရီဒါကိုငါအိမ်မှာတပတ်တိတိသိမ့်မယ် ဟာရလူအဲ့လိုလုံးမလုပ်ပါနဲ့ဗျာအဲ့လိုလုံးမလုပ်ပါနဲ့ အမိုက်ကွာအမိုက်မင်းစောရကမတက်နဲ့အဲ့ဒီတပတ်အတွင်းမှာနောက်ထပ်ပြဿနာတစ်ခုခုဖြစ်လာပြီဆိုလို့ကတော့မင်းရဲ့တောင်းငါအပိတိုင်းသိမ့်နေကွာ ရှော့တွက်တဲ့သူအပြင်းဖြားသွားတယ်ပဲကံမင်းမလို့